ဟိုရှိတုန်းကတာယာအေဂျင့်နဲ့မြန်မာပြည်ရဲ့ရွာလေးတစ်ရွာမှာဦးဘလို့ခေါ်တဲ့စင်ရဲသားလယ်သမားတစ်ယောက်ရှိခဲ့ပါတယ်။ဦးဘဟာနေ့စဉ်လယ်ထဲမှာပင်ပန်းအလုပ်လုပ်ပြီးရိုးသားသားအသက်မွေးဝမ်းကြောင်းပြုသူတူဖြစ်ပါတယ်။ဒီနေ့မှာတော့ဦးဘရဲ့ခြံထဲကိုထူးဆန်းတဲ့ငန်းဖြူကြီးတစ်ကောင်ရောက်ရှိလာခဲ့ပါတယ်။အံ့ဩဖို့ကောင်းတာကအဲ့ဒီငန်းဟာတနေ့ကိုရွှေဥတစ်လုံးစီဥပေးခဲ့ပါတယ်။ဦးဘဟာအဲ့ဒီရွှေဥတွေကိုဈေးမှာသွားရောင်းရင်းမကြခင်မှာပဲတရွာလုံးမှာအချမ်းသာဆုံးတထေးကြီးဖြစ်လာပါတော့တယ်။ဒါပေမဲ့စီးစိမ်တွေတိုးပွားလာတာနဲ့အမျှဦးဘရဲ့စိတ်ထဲမှာလောဘဇောတွေကိန်းအောင်လာခဲ့ပါတယ်။တနေ့မှတလုံးပဲရတာစောင့်ရတာကြာလိုက်တာဒီငန်းရဲ့ဘိုက်ထဲမှာရွှေဥတွေအများကြီးရှိမှာပဲအကုန်လုံးကိုတခါတည်းယူလိုက်မယ်လို့သူတွေးမိသွားတယ်။လောဘဇောတက်နေတဲ့ဦးဘဟာဓာတ်တစင်းကိုယူပြီးငန်းရဲ့ဘိုက်ကိုခွဲလိုက်ပါတော့တယ်။ဒါပေမဲ့သူထင်သလိုရွှေတွေမရှိပဲတာမန်ငန်းတစ်ကောင်လိုပဲဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါမှာတော့ဦးဘဟာအကြီးအကျယ်နောင်တရပြီးငိုကြွေးပါတော့တယ်။အားလုံးကိုတခါတည်းလိုချင်ခဲ့တဲ့ဦးဘဟာနောက်ဆုံးမှာတော့ရှိသမျှအရာအလုံးဆုံးရှုံးသွားရပါပြီ။လောဘကြီးကပျက်စီးတတ်သည့်အလိုကြီးရနီးဆိုတာဒါပါပဲ။